Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုမှာတော့ special video လေးပဲဖြစ်ပါတယ်အဲ့ special video လေးကတော့ကျွန်တော်ရဲ့ Minecraft Hardcore Day 50လေးပဲဖြစ်ပါတယ်ဒီနေ့ Day 50မှာဆိုရင်တော့ကျွန်တော်က goal တစ်ခုပဲရှိပါတယ်အဲ့ goal ကတော့ Day 50မရောက်ခင်အတွင်း Day 50အတွင်းမှာကျွန်တော် Under Dragon ရောက်သွားမှာဖြစ်ပါတယ်အစတော့ကျွန်တော် building တွေပဲစောင့်မယ်လို့စဉ်းစားတာဒါပေမဲ့ကျွန်တော်ရဲ့မြန်မာနိုင်ငံမှာ Day 100ဆွဲတဲ့လူတိုင်းက Day 50အတွင်း Under Dragon မတက်တဲ့လူမရှိသေးဘူးเนาะအဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာမရှိရဘူးဒီနေ့ဗီဒီယိုမှာတော့ရှိအောင်လုပ်အောင်ပါဖြစ်ပါတယ်တော့ဒီဗီဒီယိုလေးကတော့ special video လေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစလိုက်ကြ Let's go အဲ့နေပဲကျွန်တော် Day 1ကိုရောက်ခဲ့ပါတယ် Day 1မှာတော့ကျွန်တော် village မှာ spawn တဲ့အတွက်ကျွန်တော် village ကပစ္စည်းတွေကျွန်တော်တို့ဒီဇိုင်းနဲ့ like ခိုးတယ်ဗောနော် like မှာပဲဖြစ်ပါတယ်အဲ့နေပဲကျွန်တော် village ကပစ္စည်းအကုန်လုံးဒီပါကိုယူပြီးတဲ့အချိန်မှာတော့ကျွန်တော်တစ်ခုတ်ခဲ့ပါတယ်ပြီးရချိန်မှာတော့ကျွန်တော် basic item 2စီလုပ်မယ်ပေါ့နော်ပြီးတော့ဒီနားမှာကျွန်တော် cave လေးတစ်ခုရှိရဲအဲ့တော့ဒီ cave မှာကျွန်တော် stone တွေတူးဖို့တော့ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါနဲ့ပဲကျွန်တော်pick up လေးတစ်ချောင်းပဲလုပ်လိုက်ပါတယ်ဘာလို့လဲဆိုတော့ stone ကဘေးနားမှာရှိနေတယ်ပြီးတော့မှကျွန်တော်လုံးစီ craft ရရှိရလေး craft လုပ်ရတာပေါ့ပြီးရချိန်မှာတော့ကျွန်တော် axe လေးတစ်ခု craft ခဲ့ပါတယ်ပြီးတော့ကျွန်တော်ဒီပေါ့နော်stone picker craft ဖို့အတွက်ဒုံချောင်းလေးတဲ့ craft ခဲ့တယ်ပြီးတော့ကျွန်တော် picker craft ပြီးတော့မှရော crafting table ကိုဖြတ်ပြီးတော့ကျွန်တော် hole လေးချောင်းထပ်လုပ်လိုက်တယ်ပြီးတော့ကျွန်တော်ဒီရွာ hay bear တွေကိုကျွန်တော်ယူပါတယ်ဘာလို့လဲဆိုတော့သိရမလားအစားအစာအတွက်လေပြီးရချိန်မှာတော့ကျွန်တော် bike စာနေမှသိရော bread လေး craft ခဲ့လိုက်ပါတယ်ပြီးတော့ကျွန်တော်စားလိုက်တယ်ပေါ့ဗျာပြီးတော့ကျွန်တော်နွားတွေကိုပြီးလိုက်ခုတ်ပါတယ်ပြီးတော့ကျွန်တော်ဒီ block နည်းနည်းတော့တွားလိုက်တဲ့အချိန်မှာvillage အသစ်တွေ့ရပေါ့ဒီ village ကရောတောင်ပေါ်မှာရောအိမ်တွေရောရှိရဗျာပြီး hay bear လည်းအရင် village ထက်ပေါ်တယ်အဲ့တော့ကျွန်တော် hay bear အကုန်မလာလိုက်ပါတယ်ပြီးတော့ကျွန်တော်တစ်တင်းနည်းနည်းခုတ်ခဲ့ပါတယ်ပြီးတော့ကျွန်တော်တိုး3កောင်တွေ့ရောအတော်ပဲဆိုပြီး 3v1 ခုတ်ခဲ့ပါတယ်4v1 ပြောတာ4v1 ခုတ်ခဲ့ပါတယ်ပြီးတော့ရလာတဲ့သူတို့ရဲ့အသုံးမွေးလေးနဲ့တခါအိတ်လိုက်ပါတယ်အဲ့ဒါနဲ့ပဲ day 2ကိုရောက်ခဲ့ပါတယ်ဒီလိုနဲ့ပဲကြော်လျှောက်သွားနေခဲ့တာအဲ့ဒါနဲ့ဂူကြီးအကြီးတစ်ခုတွေ့ရပါတော့အဲ့မိုင်းအကြီးတစ်ခုပေါ့ဗျာအဲ့ဒါနဲ့ကြော်ကလည်းဘာအိုင်ရုံးမှလည်းမရှိဘူးဘာမှလည်းမရှိသေးဘူးဆိုရင်ရဲရဲလေးလေးနဲ့ပဲရေပေါ်ကိုကြော်ခုန်ချလိုက်ပါတယ်ပြီးတော့ခက်ချင်းဆိုတူလိုပဲဂူရဲဝင်တာနဲ့အိုင်ရုံးနေတွေ့ပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်ပဲမများပဲနဲ့အကုန်လုံးကိုတူးလာခဲ့ပါတယ်ပြီးတော့ကျွန်တော်ခိုးတွေလည်းအများကြီးတွေ့ရပါတော့အဲ့တော့ iron ကြိုဖို့အတွက်ကတော့စိတ်ပူကြမလို့တော့ပေါ့ဗျာiron နေရာကျွန်တော်တကယ်အများကြီးပဲဒီကူထဲမှာ share ကြီးဗျာပြီးတော့ကျွန်တော်လာပစ်စီတွေအများကြီးတူးခဲ့ပါသေးတယ်ပြီးတဲ့အခါမှာတော့ကျွန်တော် cobblestone နဲ့ကျွန်တော် furnace တခု craft ပြီးတော့ iron နေကြိုပြီးတော့ iron picker တစ်ချောင်းထပ်လုပ်လိုက်တယ်ပြီးတော့ကျွန်တော် iron နေထပ်ယူရပါတော့ပြီးရအခါမှာတော့ကျွန်တော် chest plate တခု craft လိုက်ပါတယ်ပြီးတော့ boost လေးလည်း craft လိုက်ပါတယ် iron boost ပေါ့နော် yay အဲ့ဒါနေပဲကျွန်တော် mine shaft တခုတွေ့ရပါတော့အဲ့ဒါနေပဲကျွန်တော် mine shaft တွေဝင်သွားပါတယ်ကျွန်တော် mine shaft ထဲမှာပစ္စည်းကောင်းလေးသို့မဟုတ် diamond လေးနည်းနည်းပပလိုချင်လို့ပေါ့နော်ဒါ diamond တော့မတွေ့ဘူးဒါပေမဲ့ iron တွေတော့တွေ့ရအဲ့တော့ RD cave မှာ iron တွေကကျွန်တော်အလိုဆုံးဆိုတော့ iron တွေကိုအဆက်မပြတ်တူးခဲ့လိုက်ပါတယ်အဲ့နေပဲကျွန်တော်cave spider နဲ့တူးရပါတော့အဲ့ဒါနေပဲကျွန်တော်စကေးပြလိုက်ပါတယ်သူကအပေါ်တက်တော့ကျွန်တော်တစ်ခါတခြားလေးခုတ်လိုက်တယ်အဲ့တော့ကျွန်တော်ဒီ F5 ထောက်ပြီးတော့ကျွန်တော်ကြည့်ရပါတော့ဒါပေမဲ့ဘယ်သူမှမရှိဘူးအဲ့တော့ကျွန်တော် diamond ပဲသွားရှာဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့နဲ့ကျွန်တော် diamond သွားတူးရပါတော့ဟိုဘက်ချင်မှာကျွန်တော်ဒီစက်လေးတွေနဲ့ညံ့နေ diamond တစ်လုံးတွေ့ရဗျဒီအောက်မှာ zoom က shovel ကြီးနဲ့စောင့်နေတော့နည်းနည်းတော့ကြောက်တယ်ခုနကတော့တစ်ချက်ခုတ်ပြီးသွားသူအဲ့တော့ကျွန်တော် iron လေးဒီနားမှာထောက်မှကက်နေလို့တူးပေးလိုက်ပါတယ်ပြီးတော့ကျွန်တော်အောက်ရောက်တော့ diamond ကိုကျွန်တော်တို့သွားတူးလိုက်ပါတယ်ကျွန်တော်ပျော်နေပြီပေါ့နော်ဒါပေမဲ့ကျွန်တော် diamond တစ်လုံးနဲ့ bra yeah ဒါပေမဲ့ကျွန်တော် first time မို့ဆိုတော့လည်းအဲ့လောက်တော့ရှိမှာပေါ့အဲ့တော့ဟိုမှာ spider spawner ရှိရယ်အဲ့ဒါနဲ့ကျွန်တော် iron နေထပ်တူးရပေါ့နော်ပြီးတော့ကျွန်တော်လုံးဝ mobs အများကြီးကိုကျွန်တော်တိုက်ခိုက်ခဲ့ပါတယ် mob မျိုးစုံပေါ့နော် creeper အများကြီးပဲပြီးတော့ကျွန်တော် skeleton နဲ့ zombie နဲ့ရန်ဖြစ်နေတော့ကျွန်တော်ဘုံလေးစားပြီး AC ကြည့်နေတယ်ပြီးတော့ skeleton သေသွားတော့ကျွန်တော် zombie တစ်ချက်တည်းခုတ်ခဲ့ပါတယ်ပြီးတော့ကျွန်တော် iron တွေကိုကျွန်တော်ထပ်တူးခဲ့ပါတယ်ပြီးတော့ကျွန်တော် lapis တွေရောပေါ့နော်အဲ့ဒါတော့ lapis တွေပေါ့ကျွန်တော်တူးလိုက်ပါတယ်ပြီးတော့ bro အမှကြည့်လိုက် zombie ကကျွန်တော်ကိုကိုက်ချင်စောနဲ့ဒီ mine shaft ကိုကနေကိုဆင်းလာတာပြီးတော့ကျွန်တော် lapis တွေတူးပြီးတော့မှသူ့ကို
ကျွန်တော်ခုတ်ခဲ့လိုက်ပါတယ်ပြီးတော့ကျွန်တော်စပွန်နာလေးတစ်ခုတွေ့ရပါတော့အဲ့ဒါဘာစပွန်နာလေးတော့မသိပေမဲ့လေကျွန်တော်မှတ်ထားလိုက်ပါတယ်ပြီးတော့ကျွန်တော်အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ကျွန်တော်ဒီအိမ်ပြန်ရောက်တာတော့မဟုတ်ပါဘူးကျွန်တော် village ကိုပြန်ရောက်တဲ့အချိန်မှာတော့ကျွန်တော် ruin bottle ပြက်ကနေကျွန်တော်ဘောင်းမီလေးတက်တက်ရတယ်ပြီးတော့ golden apple တွေလည်းအများကြီးရခဲ့ပါတယ်golden apple အများကြီးမဟုတ်ပါဘူးတစ်လုံးနဲ့ပါကျွန်တော်မှားပြောမိတာ sorry ပြီးတော့ကျွန်တော်အမှလာဗာရှိရနဲ့ကျွန်တော်တခါလေးလွှတ်ပစ်ခဲ့ပါတယ်မလိုတဲ့ပစ္စည်းပြီးတော့ကျွန်တော်ဒီ goal တွေကိုကျွန်တော်တူးတယ်ပေါ့နော်ဒီ ruin bottle က goal block 3 block တော့နည်းနည်းလေးထူးဆန်းတယ်ပို့ထူးဆန်းမိမယ်လေပို့ပြီးတော့ထိုးတာပေါ့နော်အဲ့တော့ကျွန်တော် goal 3 block ကိုအကုန်လုံးတူးခဲ့ပါတယ်ပြီးတော့ခုနကကျွန်တော်တို့ sheep တွေနဲ့အကျွေးမကြေသေးလို့ကျွန်တော် PPP ထပ်ခုတ်ခဲ့ပါသေးတယ်PPP ခုတ်ပြီးတော့ကျွန်တော် village အစ်စ်ကိုထပ်ရောက်လာပြီပေါ့နော် DC ကတော်တော်လေးကို village ပေါ်တယ်ဗျအဲ့တော့ကျွန်တော် village အစ်စ်ကနေကျွန်တော်ဒီနေရာတစ်ခုစခန်းချလိုက်တယ်ပေါ့နော်ယာယီနေဖို့ပေါ့ကျွန်တော် iron နေကျူလိုက်တယ်ကျွန်တော်နည်းနည်းပပရပြီးရဲ့အချိန်မှာတော့ကျွန်တော်ရဲ့ inventory ကနည်းနည်းရှုံနေလို့ရှင်းနိုင်ပါတယ်ပြီးတော့ iron နေအကုန်လုံးမဟုတ်ဘူးပဲနည်းနည်းပပကျူပြီးတော့ကျွန်တော် crafting table ရော furnace ရောအကုန်ဖြတ်ပြီးတော့ကျွန်တော်ဒီရွာဒီရွာကကျွန်တော်တို့ပစ္စည်းတွေတိုက်သမျှတိုက်ကြည့်ရပေါ့နော်အခုမှသိတာဒီရွာကျွန်တော်နောက်တဲ့ village တခုမဟုတ်ပါဘူးကျွန်တော်ခုနတွေ့ခဲ့တောင်ပေါ်က village ရဲ့ဟိုတော့ဝက်ချမ်းပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းလေးပြီးတော့ကျွန်တော်ဒီပေါ့နော် village မှာဖျားเจ้าလိုပုံစံ villager house ကနေကျွန်တော်ဆေးပလေးဖြော်ရဟာယူရပြီးတော့ကျွန်တော်အဲ့ရလေးအနီအောင်ပြောင်းလိုက်တယ်ပြီးတော့ကျွန်တော်အိမ်ဆောက်မှုအတွက်ကျွန်တော်တစ်တွေလိုက်ခုတ်ခဲ့ပါတယ်ပြီးရချိန်မှာတော့ကျွန်တော်နွားလေးကိုကျွန်တော်မွေးခဲ့ပေါ့နော်ကျွန်တော်ဒီပေါ့နော်အိမ်ဆောက်နေတွင်မှာကျွန်တော်ဒီနွားတွေကိုအစာတွေကျွေးရမယ်ပေါ့နော်အဲ့ခါကျရင်မျိုးပွားလာလို့ရှိရင်ကျွန်တော် charity ပဲလုပ်ပြီးတော့တစ်ခါနှစ်ခါတော့တက်လို့ရပြီအဲ့ဒါပဲကျွန်တော်အိမ်ဆောက်ပြီးတော့ဒီကျွန်တော်ရဲ့အိမ်လေးကိုလိုက်ပြပါတယ်ကျွန်တော်အိမ်လေးကိုစောက်ထားပါတော့ကျွန်တော် Japanese style လားအဲ့လိုလေးစောက်ထားပေါ့ပြီးတော့ကျွန်တော် interior ပိုင်းလေးလိုက်ပြပါတယ်ပြီးရင်ဒီကတော့ကျွန်တော်အိတ်ရခင်ပေါ့ဒီနေရာလုပ်ဖို့တော်တော်လေးအချိန်ပေးလိုက်ရတယ်ဒါကဒီ
ဒီ iron နဲ့လှုပ်ထားတည်မလားကြိုလို့ရတယ်လေအဲ့ဒါလည်းအချိန်ပြီးလိုက်ရပြီးလှေကားလေးကိုလည်း decoration လေးတီချာလေးပြင်ထားတယ်ဒီအပေါ်မှာတော့ဘာမှမလို့သေးဒါဝရဏနာပေါ့ဒီပေါ်မှာကျွန်တော် enchanted တွေပဲထားမယ်လို့တော့စဉ်းစားရတယ်ပေါ့ဒီဝရဏနာမှာမဟုတ်ဒီနားလေးမှာ yes ဆိုတော့ကျွန်တော်တို့ရဲ့နွားလေးတွေအစာကျွေးရမယ်ဘလို့ပြမယ်Ta-da အများကြီးပဲကျော်ဒီ day 8လား day 7လားအဲ့လောက်လုံးကျော်သူတို့အစာကျွေးလိုက်သွားလှုပ်လိုက်နေဆိုပူကြွားပါပေါ့အဲ့နေပဲကျွန်တော်ဒီဘောနော်ဒိုင်းမူတော့တူပါတယ်ဒိုင်းမူက day က50ကျော်ပဲဖြစ်နေပြီဒိုင်းမူအမှာတစုံမအောင်မရသေးဘူးเนาะအဲ့တော့ကျွန်တော်ဒိုင်းမူတွေ့ပါတယ်အဲ့တော့ဒိုင်းမူတော့တူပါတယ်ဒီ body မှာဒိုင်းမူနှစ်တုံးလောက်ဖြစ်မယ်လို့တော့ထင်တာပဲနှစ်တုံးဖြစ်ပါစေလို့ပဲဆုတောင်းပါတယ်အဲ့တော့ကျွန်တော်တူးလိုက်ပါတယ်ဒိုင်းမွန်ကနှစ်တုံးမှာဟုတ်ပါတယ်ကျွန်တော်တို့ဒိုင်းမွန်နှစ်တုံးတွေ့ရပါတော့ဒီမှာဒိုင်းမွန်ရတယ်လာဘာပြုတ်ကြခံကြီးလေးပေါ့ဒိုင်းမွန်နှစ်တုံးနဲ့အဲ့ဒီပဲကျွန်တော်တို့စိုက်လိုက်ပြီးမှတူးပါတယ်လာပစ်စီရောပေါ့နော် irony ရောပါကျွန်တော် HDD ပဲကိုလေသားလုပ်ဖို့အတွက် obsidian တွေပါတူးခဲ့ပါတယ်16 18တုံးတော့ပေါ့နော်ပြီးတော့ကျွန်တော် skeleton spawner လေးတစ်ခုလည်းတွေးခဲ့ပါတယ်နောက်ခါကြာလို့ရှိရင်ကျွန်တော်လာပြီးတော့ HP fan ဆောက်လို့ရအောင်ကျွန်တော် coordinate တွေမှတ်ခဲ့ပါတယ်Oh my god ကျွန်တော်အခုက diamond တွေအများကြီးပဲပြီးတော့ကျွန်တော်ဒီ diamond food မှာ craft ဖို့အတွက်ကျွန်တော်ပထမဆုံးခဲ့တဲ့ armor လေးတွေကိုကျွန်တော်ရဲ့ဟောဒီကအိတ်တဲ့နေရာလေးမှာဘေးနာ armor cell လေးမှာချိတ်ထားလိုက်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ diamond food မှာကိုလုပ်ပါတယ်အုတ်ထုတ်ရဲ့အင်ကြီးရဲ့ဖက်နှက်ပေါ့ဗျာ Oh my god finally I have diamond full armors yes anyway ကျွန်တော် sword လေးတစ်ချောင်းရဲ့X ရလုပ်လိုက်ပါတယ်ကျွန်တော်လူတယ်ပေါ့နော်နောက်ကျွန်တော် fan တွေပါဆောက်တော့မှာဆိုတော့လေသိရမလားလူတယ်လေလိုပါတယ်ပြီးတော့ကျွန်တော် diamond ဆက်တက်လို့ပို့တဲ့အတွက်သိမ်းထားလိုက်ပါတယ်ပြီးတော့ကျွန်တော် Minecraft ကရလာတဲ့ global တွေကိုဒီနားလေးမှာအလှဆင်လိုက်ပါတယ်ပြီးတော့ကျွန်တော် HDD တွေပဲလုပ်ဖို့အတွက်ကျွန်တော်ရဲ့နွားလေးတွေကိုတတ်ပါတယ်စိုးဆက်ပေါ့နော်ကျွန်တော်နွားတွေအတွက်ကတော့ yeah အော်ငေးကြီးရောမှာပဲငါအကုတူတွေလုပ်နေတာပြီးရဲ့အချိန်မှာကျွန်တော်နွားနှစ်ကောင်လောက်ပဲထားပြီးကျန်တဲ့တိုးတွေကိုကြတော့အကုန်တက်ပလိုက်ပါတယ်ကျွန်တော်တိုးတွေမလုပ်လေဟုတ်တယ်မလား I don't need တိုးပြီးတော့ကျွန်တော်nether portal လေးလုပ်တယ်ပေါ့နော်ကျွန်တော်ဒီကျွန်တော်တူးလာတဲ့ obsidian လေးနဲ့ပေါ့နော်ကျွန်တော် nether portal လေးလုပ်လိုက်ပါတယ် yes အဲ့ဒီပဲကျွန်တော် flint and steel သွားရှာတယ်ပြီးတော့ကျွန်တော် sugar cane တွေလည်းနည်းနည်းရိတ်လိုက်ပါတယ်ကျွန်တော် sugar cane ရိတ်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ bookshelf လုပ်ကြမယ်ပေါ့နော်ကျွန်တော်မှာ leather လေးရပြီ pepper လေးရပြီဆိုတော့ကျွန်တော်တို့bookshelf ကဘာလို့မရငါမ book မလုပ်ရသေးတာပြီးတော့ကျွန်တော် book လေး craft ပြီးတော့မှကျွန်တော်ရဲ့ bookshelf တွေလုပ်ပါတယ်ဟာကွာ73အုပ်တယ်နောက်ထပ်2အုပ်ပဲလို့တော့အဲ့တော့ကျွန်တော် leather လေးနည်းနည်းလိုတဲ့အတွက်ကျွန်တော်360ဒီကိုဒီနဲ့နွားတွေကိုပြီးလိုက်ခုတ်ပါတယ်အုံဆိုပြီးတော့ဗောနော် yeah ပြီးတော့ကျွန်တော်360နဲ့ထပ်အုပ်ပါတယ်ရှော့ကွာအမကျွန်တော်တို့360နဲ့ရှော့ကွာအမမသေးသေးဘူးလားရော့ရောထိန်းရခက်လိုက်တာပြီးတော့ကျွန်တော် water bucket ammo ကြီးပြီးတော့ကျွန်တော်တို့မြင်းတွေကိုလိုက်တက်ပါတယ် okay boom yes ကျွန်တော် nether portal ရပြီအဲ့တော့ကျွန်တော် nether portal ဝင်ရအောင် let's go I'm scary
ကျွန်တော်ကြောက်နေတယ်ကျွန်တော်အဲ့အနေပဲအနေသားဖို့တည်းရောက်သွားတော့ကျွန်တော် lag နေပါတယ် wall generate နေက wall generate လုပ်နေလို့လားတော့ကျွန်တော်လည်းမသိဘူးပေါ့အနေသားဖို့တည်းကျွန်တော်အဲ့အနေပဲ book တွေ craft ပြီးတော့ book shelf ကိုလုပ်လိုက်ပါတယ်အဲ့အနေပဲကျွန်တော်ဒီ book shelf ကကျွန်တော်ဒီအပေါ်မှာဘာလို့ထားလဲဆိုတော့ decoration အရာပေါ့နော် decoration အရာထားတာပေါ့မနေ့ကမထားချင်ပါဘူးဗျာပြီးတဲ့အချိန်မှာတော့ကျွန်တော်ဟိုတနေ့ကတွေ့ခဲ့တဲ့ skeleton spawner ကိုကျွန်တော် XP fan ဆောက်ဖို့လုပ်ပါတယ်ကျွန်တော်ဗီဒီယိုရှင်းမှာဆိုလို့စောက်တဲ့ဟာတော့မပြခဲ့ပါဘူးကျွန်တော်အဲ့အနေပဲ2ရက်3ရက်လောက်ထိုင်ဖန်နေခဲ့ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဓာတ်တွေရောအာမာတွေရောကျွန်တော်ကကောင်းစီခြင်းတဲ့အတွက်ပေါ့နော်အန်ဒါဒွန်ကိုတတ်ဖို့တော့အဲ့တော့ကျွန်တော် wifi ကပြတ်နေတဲ့အတွက်ကြောင့်တရှင်းတွေအော်ဆိုပြီးတော့ကျွန်တော်ထိုင်ပြီးတော့ဖန်နေခဲ့ပါတယ်ကျွန်တော်အဲ့နဲ့ပဲအိမ်ပြန်ရောက်တဲ့အချိန်မှာတော့ကျွန်တော်ရဲ့ diamond ပေါ်မှာအန်ချက်ခဲ့ပါတယ်ကျွန်တော် XP ကတော့90ကျော်ပဲရခဲ့ပေါ့3ရက်လောက်ဖန်လာတာကျွန်တော်အကုန်လုံးတော့အန်ချက်ပြီးတော့ diamond အင်ကြီးကတိတ်မကြိုက်ဘူးပြီးဘောင်းမီရောပဲကျွန်တော်ကြိုက်တာဆိုလို့ဖက်နှက်ရဲ့အုတ်ထုတ်ရဲ့ပဲရှိတယ်ဖက်နှက်တောင်တိတ်မကြိုက် protection 4ပဲပါလို့ဆိုတော့ကျွန်တော် unbreaking 3ဆိုတော့ယူလိုက်ပါတယ်အိုးဒါမစိုးလို့ပြောလို့ရတယ်ဗျခေဒါ pick ကတ်တယ် fashion အိုးnice ကျွန်တော် diamond တူးလို့ရပြီထပ်ပြီးတော့ကျွန်တော်ဒီ armor ပြင်မှုအတွက်လေကျွန်တော် blaze တွေတက်ပြီးဟုတ်တယ်အဲ့ဒါပဲကျွန်တော်ဒီမှာ quest တွေလိုက်တွေ့ရပါတော့ဘာလို့လဲဆိုတော့ကျွန်တော်ဘောင်းမီရဲ့အင်ကြီးကိုကျွန်တော်တိတ်ပြီးသဘောမကျတဲ့ခါကျတော့ကျွန်တော် quest တွေတူးပြီးတော့ XP ရှာပါတယ်အဲ့ဒါပဲကျွန်တော်အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ကျွန်တော်ပေါ့နော် XP ရလာတော့ကျွန်တော်အာမာလေးအန်ချက်လိုက်တယ်ဘောင်းမီကကျွန်တော် protection 3ပေါ့နော်အရင်ထက်တော့ကောင်းတယ်လို့ပြောလို့ရတယ်ဘာလဲဆိုတော့ protection 4ကကျွန်တော်တက်ကတော့ကောင်းတယ်ကျွန်တော်ကြိုက်တယ် protection 4ကိုတော်တော်လေးပြီးတော့ကျွန်တော်အင်ကြီးကိုလည်းထပ်ပြီးအန်ချက်ခဲ့တယ်အင်ကြီးက3တူတယ်အိုး yes ဘယ်ဖြစ်အရင်တော့စာထက်တော့ကောင်းတယ် okay ဘာအုတ်ထုတ်လည်းမစိုးဘူးဗျကျွန်တော်အကြိုက်ရင်ငုတ်လို့ရတယ်ပြီးရင်ဘောင်းမီကျော်တိတ်မကြိုက်သေးတဲ့ခါကျတော့ protection 3ရဲ့ခုနအတိုင်းပါပဲဗျာပြီးတဲ့အချိန်မှာတော့ကျွန်တော်တွင်းပေါက်လေးလုပ်ပြီးတော့အဲ့ထက်ဗီဒီယိုထည့်မယ်လို့စဉ်းစားရတယ်ဗျကျွန်တော်တို့လုပ်ခဲ့ပါတယ်အဲ့ဒါပဲကျွန်တော်လုပ်ခဲ့တဲ့ဒီတွင်းမောက်ထဲကိုပေါ့နော်ကျွန်တော် villager 2ကောင်လောက်ပဲထည့်ခဲ့ပါတယ် villager village ကကျွန်တော်ရဲ့အိမ်အနောက်ဘလော့30ကျော်အကွာမှာပဲရှိတော့ကျွန်တော်လောက်ရလွယ်ပေါ့ yeah okay boy မင်းတို့ကောင်းကောင်းအိတ်ကြလေကျွန်တော်ညမှာကျွန်တော်ရဲ့မရှိမဲ့သုံးမွေးလေးနဲ့အဲ့ရလို့ပြီးလိုက်ရပါတယ်ဗျာပြောနေပဲကျွန်တော်တို့အလုပ်လုပ်ဖို့အတွက်အလုပ်ခုံလေးထားပြီးရပေါ့နော် decoration လေးနဲ့ဟုတ်တယ်မလားဟုတ်တယ်မလားလို့အဲ့ဒါပဲကျွန်တော်မနက်မိုးလေးတော့နှစ်ယောက်လုံးကကျွန်တော်အလုပ်ရသွားတယ်ပေါ့နော်ပြီးတော့သူတို့ကလင်းမွေးခိုင်းလိုက်ပါတယ် Oh my god hey baby မွေးကြီးစားကလေးအခုလမ်းလျှောက်တက်နေတာ what the fuck အဲ့ဒါပဲကျွန်တော် golden update craft လိုက်ပါတယ်ပြီးရနေတော့ကျွန်တော် blaze ဒီရှိရဲ့ fortress စီကိုသွားပါတယ် nether fortress ပေါ့နော် nether fortress ကကျွန်တော်နဲ့ဘယ်လောက်ထိနီးလဲဆိုကျွန်တော်နဲ့အိမ်နီးနားချင်းပဲပေါ့နော်ဘလော့50လောက်လမ်းလျှောက်လိုက်ရောက်ပြီဗျာ
DC ကတော်တော်လေးကောင်းတယ်လို့လည်းပြောရတော့တော်တော်လေး dangerous ဖြစ်တယ်ပဲ yeah ဟိုဘက်ချောင်း speed bridge ပြီးသွားပါတယ်ဒါပေမဲ့ကျွန်တော်မှာဘလော့ရှိပါတယ်အဲ့အနေပဲကျွန်တော် speed bridge ပြီးတော့သွားပါတယ်ကျွန်တော်အဲ့ဘက်ကျွန်တော်ဖြက်လန်းနီးနဲ့သွားမှရမယ်ဗျာဘာလို့လဲဆိုတော့ဒီတိုင်းဝင်ချရင်ဟိုကအခုသားစကယ်ဒီတိုင်းကျွန်တော်လာကျုံးမှာအဲဒီဟိုတစ်ခါသိပြီမှာအဲ့ဒါကျွန်တော်ဒီနားမှာကိုနေသာဝက်တွေတွေ့ရပါတော့နေသာဝက်တွေ့ရတဲ့ကျွန်တော်စိုးစမ်းနေပါတစ်ခါရေးမှာဖြစ်ပါတယ်အဲ့ဒါပဲကျွန်တော် blaze spawner တွေ့ရပါတော့ဒီ blaze spawner တော်တော်လေးရှာလိုက်ရပြီးတော့ကျွန်တော် block ပိတ်ပြီးတော့မှသူ 3v1 ကျွန်တော်ခုတ်လို့ရတယ်ပေါ့နော်ဒါမှလည်းကျွန်တော် pro ဆိုတော့နေပြရင်ပေါ့နော်အဲ့ဒါပဲကျွန်တော်တို့အိမ်ပြန်ခဲ့ပါတယ် yeah home sweet home ပေါ့ဟုတ်တယ်မလားအော်တရားမလို့တော့တည်းလာပါပြုတ်ကြအောင် home sweet home ပဲဖြစ်ပါတယ် yeah အဲ့ဒါကျွန်တော်အိမ်ပြန်ရောက်တဲ့ခါမှာတော့ကျွန်တော်ရဲ့ nether body လေးကို nether body အစုပ်ကလေးကိုကျွန်တော်နည်းနည်းလေးအလှပြခဲ့ပါဒါနဲ့ဒီကို4 block နဲ့ဘာလို့4 block ရလဲဆိုတော့တို့သိရမလားကျွန်တော် ruin body နှစ်ခုတွေ့ရတယ်အဲ့တော့ ruin body နှစ်ခုလုံးမှာတစ်ခုက diamond 6 block 3 block ရှိရဲတစ်ခုကကျတော့6 block 1 block လား2 block မသိတော့ဘူးကျွန်တော်မိသွားပြီအဲ့တော့ကျွန်တော်ဒီမှာနည်းအလှဆင်လိုက်တယ်ပေါ့ဗျာကျွန်တော်အလှဆင်တက်လောက်လေးnether wet တွေဒီနားအော်နည်းနည်းအများရင်သိမလောက်အဲ့အနေပဲကျွန်တော် diamond တွေကိုထပ်သွားတူးခဲ့ပါတယ်ကျွန်တော်2ရက်3ရက်လောက်ကြာသွားရပေါ့ဗျာ fortune 3နဲ့ဆိုတော့ညံတာပေါ့ဟုတ်တယ်မလား fortune 3နဲ့ဆိုတော့ကျွန်တော်တို့ညံတာမဟုတ်ပို့ပြီးရတာပေါ့ဗျာကျွန်တော် diamond တူးပြီးသားဘာလို့ပြန်သွားတူးလဲဆိုတော့ diamond အောင်မိုင်းပြင်ရင်လို့ပေါ့နော်အဲ့တော့ကျွန်တော် unveil ကိုကျွန်တော်လုံးလိုက်တယ်ပြီးတော့ကျွန်တော် diamond 31နဲ့မှ26လို့ရလာပြီဗျအမှန်တကယ်တူးတာ20ကျော်ပဲပေါ့30လားမသိဟုတ်တယ်30ကျော်ပဲတူးတာအဲ့တော့31နဲ့26လုံးရပါတယ်အော်26လုံးမဟုတ်အရင်17လုံးနဲ့ပေါင်းတော့26လုံးဖြစ်သွားတာပြီးတော့ကျွန်တော်XP မရှိတဲ့ခါကျတော့ကျွန်တော်ဟိုဘက်ချောင်းကိုကျွန်တော် speed bridge ပြီးတော့မှကျွန်တော်နဲ့ quest တွေသွားတူပါတယ်bruh ကောင်းလိုက်တာ quest လေးတစ်ခါတူးတာမီးပဲလောင်နေရတယ် wow ဒီကျောင်းမှာကို2တက်နဲ့73လုံးရှိဆိုတော့ big လေးနဲ့ trade မရမယ်ကျော်အစကတော့ Enderman လိုက်တက်ဘူးဒါပေမဲ့ကျွန်တော် Enderman support တဲ့နေရာမှာမရှိဘူးဗျ Oh what the hell Whoa first time trade တာဒီ Oh my god so okay so yeah ရောကျော်bruh ဖေဆိုတော့ကျွန်တော်အခု6တက်ကုန်သွားပြီ6တက်နဲ့10လုံးကျော်ကုန်သွားပြီဒါပေမဲ့ကျွန်တော် emerald နှလုံးပဲဗျာအဆင်မပြေအဲ့တော့ဟိုဘက်ကျတော့ speed bridge ပြီးသွားအောင် okay speed bridge time ကျွန်တော်အဲ့ packet တွေတော်တော်အကျစ်ပုတ်တယ်ပထမအဆုံးပဲ emerald နှလုံးဟိုပါ underpin နှလုံးအဲ့တော့ကျွန်တော်9ရပြီ9 block 2 block ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာနောက်ထပ် packet တစ်ကောင်နဲ့ထပ် trade ကြည့်မယ်underpin တွေဘာများရနိုင်မလားပေါ့ကျွန်တော်12လုံးလောက်ဆိုရင်လုံးတော့ပါပြီဗျာပေးပါအဲ့မှာပဲကျွန်တော်ပြောနေတော့မှာအဲ့လာဖေးကတန်းချသွားပါလေ7လုံးတော့ဗျာအဲ့တော့ကျွန်တော်နေသားတွေကပြန်ထွက်လာတယ်ကျွန်တော်14လုံးရလာတယ်ပေါ့ဗျာပြီးတော့ကျွန်တော်ဓာတ်ကိုပြန်ပြီးအန်ချန်လိုက်တယ်ပို့ပြီးတော့ဆိုပါတယ်ပြီးတော့ထပ်အန်ချန်တယ် sharpness 3ရယ် knockback 2ရယ်ပြီးရင် sweapen h3 ရယ်ထပ်ပါဆိုတော့ကျွန်တော်တော်တော်လေးကောင်းတယ်ပြီးတော့ကျွန်တော်အန်ချန်စီကပါရှိသေးတယ်လိုက်ရှာတယ်ကျွန်တော်ဘိုးလက်အန်ချန်မယ်အဲ့တော့ကျွန်တော် level 2ပဲရဆိုတော့ level level 2တော့ကောင်းတယ် bro ကြီး power 3နဲ့ flame ဆိုတော့မစိုးဘူးပြအဲ့တော့ကျွန်တော် diamond လေးတွေကျွန်တော်ပြင်ပြီးသွားပြီကျွန်တော် armor လေးကိုအကုန်ပြင်ပြီးသွားပြီဆိုတော့ကျွန်တော်ချက်စင်းမှာပြန်ထည့်မယ်ပြီးရင်ကျွန်တော် ender dragon ကိုသွားတက်ရမယ်ပေါ့ကျွန်တော်အခုက underpearl က14လုံးရတယ်အဲ့တော့4လုံးမှရေးလုံးမယ်ပြီးတော့ကျွန်တော်ရဲ့အိမ်အနောက်က forest မှာကျွန်တော်ဒီ pumpkin လေးလာယူရပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် enderman အနေနဲ့တွေ့လို့ရှင်မသိအောင်လို့ပေါ့နော်အမကြည့်အကာဆိုတာဘယ်လောက်မှရိုင်းနေဆိုတာပြီးတော့ကျွန်တော်ရှီအရင်ကရှီရအခုရှီကိုပေါင်းပြီးတော့ကျွန်တော်ရှီအသစ်လုပ်လိုက်တယ်ဒါပေမဲ့အသစ်တိုင်းပြန်မဖြစ်ဘူးဒီမှာကြည့် bro မသိရလူတွေကျွန်တော်ပြဖို့ဒီမှာတစ်သားရယ်ဒီမှာ anvil မှာသွားနိုင်မယ်နော်တစ်သားရယ်ကျွန်တော်ရှီဦးရယ်ကိုပေါင်းလိုက်လို့ရှိရင်ကျွန်တော်ဟောဒီမှာရှီအသစ်တိုင်းပြန်ဖြစ်သွားပါပြီအဲ့ဒါတော့မသိသေးတဲ့လူတွေအတွက်ပြောပြပါပေါ့ပြီးတော့ကျွန်တော်ဒီမှာကျွန်တော် pumpkin ခေါင်းကြီးစောင်းကြည့်ရမှာကြည့်ဦးမသိရင်မျက်စိကန်းနေတဲ့လူကြီးနဲ့ကြာနာ bruh
ကျွန်တော် speed bridge ရှိသေးတယ်ဒါပေမဲ့ဒီကောင်းကြီးကဘလို့မှ speed bridge လို့မရအောင်မ bridge တက်ဘူးပြီးတော့ကျွန်တော်ရဲ့အိမ်လေးကို decoration လေးနည်းနည်းဆင်လိုက်ပါတယ်ဟောဒီ pumpkin လေးနဲ့ပေါ့နော်ကျွန်တော်လှတော့မလှဘူး okay အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့ည48ရက်နေ့ညတော့ကျွန်တော်အရန်ကိုအရေးကြီးတဲ့နေ့ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ stronghold ကိုလိုက်ရှာပဲဖြစ်ပါတယ် okay ကျွန်တော်အခုကဆိုရင် stronghold တွေ့ပေါ့နော်ဒီမှာကြည့်ဒီမှာကျွန်တော်ခုနမြေကြီးအောင်ဒီပြင်လဲအောက်မှာမြေကြီးအောင်တူးပြရတယ်အဲ့ဒါ recorder မှတ်ပြီးကြောက်တဲ့စကားတွေထိုင်ပြောနေတာ okay ဒီမှာကျွန်တော်တို့ဒီထဲဝင်မှာဆိုရင်ကျွန်တော်တို့ရှောက်မှာပေါ့နော်ကျွန်တော်တို့ရဲ့ stronghold ကြီးကိုကျွန်တော်ငကောက်သွားတက်ဖို့အတွက်ကတော့နီးနေပြီပေါ့ဒီနားမှာဒီထဲမှာကျွန်တော်အဖွားရောင်ရပြီးသွားပြီ achievement တွေပါရောအကုန်ရပြီးသွားပြီအဲ့ဒါနေပဲကျွန်တော်ဒီအောက်ကိုတူးကြည့်ရပါတော့တော့မတွေ့ရခါကျတော့တူးကြည့်ရဲ့အချိန်မှာကျွန်တော်ဗာလဲဘယ်လိုပြောမလဲအဲ့ဒီ workshop တွေရှိရနေရပါတော့စောင်းနေရရောက်တယ်အဲ့ဒါနေပဲကျွန်တော်တခါလုံးရဲ့တဝက်ကိုတူးရဲအိုးဒီမှာ under pearl yes ဝေးဒါပါကြီးလို့ဟမ်အဲ့ရောကောင်းလို့ကြော်တော့မလို့အဲ့ဒါနေပဲကျွန်တော်စပွန်နာဖြတ်ပြီးတော့ကျွန်တော်ဒါကိုဖွင့်လိုက်ပါတယ်အန်နာဖေးကတော့ငါးလုံးပို့တယ်ပေါ့ဗျာဆိုတော့ကျွန်တော်don't want Avenger time ဒီ Avenger time ကြီးရောက်ပြီနော်1 2နည်းကျွန်တော်ပြည့်နေတယ်ပြန်1 2 3 oh my god အဲ့နေပဲကျွန်တော်ဟာကောမုံမှာတခါမှအန်နာကိုမတက်ဘူးပေါ့နော်ဒါကျွန်တော်ကြောက်နေရယ်အဲ့နေပဲကျွန်တော်ကြောက်တဲ့အချိန်မှာတော့ crystal ကိုတိုက်ဖြတ်တယ်တော့ crystal ဖြတ်တဲ့အချိန်မှာကျွန်တော်ထိရတော့ကျွန်တော်ရန်တော်လေးရမှာဘူးပြည့်စုံပြီးရအဲ့နေကျွန်တော်ကိုအန်နာ dragon ကတွန်းချပလိုက်တာကျွန်တော်ပြေရောမလို့ဖြစ်သွားတယ်တိတ်လေးလုံးတော့ပဲကျွန်တော်အဲ့ကျွန်တော်က crystal တော့ဖြတ်တယ်ကျွန်တော်ခေါင်းမှာသွားနေလို့ဒါနေပဲကျွန်တော်နဲ့အန်နာ dragon နဲ့ဟာစာပြီးတော့မှတိုက်ခိုက်ကြအဲ့နေပဲကျွန်တော်အနာဒဂုံချက်ကျွန်တော်ဘိုးနဲ့ share ပြစ်တာဗျာ share ထိရယ်အဲ့နေပဲကျွန်တော်အနာဒဂုံကသွေးတော့ဝက်သွားကြမှာတော့တယ်ကျွန်တော်နိုင်မို့အတွက်ဆိုတော့ဝက်ပဲကြံတော့တာပေါ့ကျွန်တော်လုံးဝ interesting ဖြစ်နေပြီအဲ့နေပဲသူပြန်လာတဲ့အချိန်မှာကျွန်တော်စတိုက်ဘိုးနဲ့ပြစ်တယ်ဓာတ်နဲ့ခုတ်တယ်သူကတွန်းချတယ်အဲ့နေပြီးမှကျွန်တော်ပြန်သွားခုတ်တယ်အဲ့ကျွန်တော်တင်မလို့ဖြစ်သွားတယ်အဲ့နေပြီးမှကျွန်တော် golden apple စားတယ်အဲ့နေပြီးမှသူအဲ့လိုပဲနေရပေါ့နော်နေရအချာမှာကျွန်တော်သွားခုတ်တယ်ခုတ်လို့မရဘူးခုတ်တယ်ကျွန်တော်ပြန်တွန်းခုတ်တယ်အလုံးဝသေဖို့ဆိုတာကြောက်နေတာပေါ့နော်သူကအဲ့နေပဲကျွန်တော်ဘိုးနဲ့ပြစ်တယ်ကျွန်တော်ဒီသူနားနေချင်ကျွန်တော်ဘိုးနဲ့ပြစ်လို့မရဘူးသူကတွန်းပြတွန်း yes ကျွန်တော်သေရမယ်သူသေရမယ် yes let's go ကျွန်တော်ရဟာကောမှာဒီ Minecraft Java ဟာကောမှာကျွန်တော်ရပထမဆုံး energy ကိုတတ်နိုင်ပြီပဲဖြစ်ပါတယ်ကျွန်တော်ထင်တာကတော့ဒီမြန်မာနိုင်ငံမှာ day 50အတွင်းနဲ့ကျွန်တော်တတ်နိုင်မယ်လို့မထင်ဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းတတ်နိုင်မယ်လို့မထင်ပါဘူးကျွန်တော် oh my god finally ကျွန်တော်အဲ့နေပဲကျွန်တော်ဒီ torch ကိုယူပြီးတော့မှ energy ကိုယူဖို့လုပ်ပါတယ် yes oh my god let's go finally ကျွန်တော်အဲ့နေပဲ energy ကိုကိုကျွန်တော်ယူလိုက်ပါတယ်ဒီမှာအောက်မှာ torch ထုံးနေ boom okay very nice ကျွန်တော်ရဲ့ဒီထဲဝင်လိုက်လို့ရှိရင်ကျွန်တော်ရဲ့ day 50ကကုန်ဆုံးပါပြီဆိုတော့ let's go အဲ့နေပဲကျွန်တော်ရဲ့ Minecraft Java edition day 50ကတော့ကုန်ဆုံးသွားခဲ့ပါတယ်ဘရိုဒီဗီဒီယိုလေးကိုချိန်နေတတ်မှန်ထင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလုပ်ဖို့အတွက်အချိန်ကြီးအများကြီးပေးရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပါဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီတော့ပါပဲကျွန်တော်နောက်ဗီဒီယိုကြားလို့ရှိရင်ဒီထက်ကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်တွေ့ပါမယ်ဒီမှာဆိုရင်တော့Minecraft Java edition ပြီးရင် IC the player human အာကာဝင်ဒီဝါရော့တမဲရှိမယ်ပြီး bla 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 ရှိမှာပေါ့ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီတော့ပါပဲ
like လုပ်ခဲ့ကြပါ share လုပ်ခဲ့ကြပါအဆင်ပြေ subscribe လုပ်ခဲ့ပါဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးရကြပါမယ် bye bye